ကဲအားလုံးပဲမင်္ဂလာပါလို့နော်ဒီမှာဒီကောင်လေးကလေကျွန်တော်ဆရာတယောက်ကလက်ရဆန်းထားတဲ့ကန်နော်နောက်ဘယ်တော့မှလုံးမပေးချင်ပါဘူးလို့အဖေအောင်တခါပြောပြလိုက်မယ်နော်ဒီမှန်အထူပေါ့နော်ဒီဘဲလူတွေနဲ့ကျွန်တော်လုံးမလုပ်ပေးပြရစေနဲ့လို့နော်တကံဟိုစမ်းချင်းတွေကျိုးကုန်တာနော်ကျွန်တော်မှကက်ရတာတော့နှူးဆက်ရတယ်ဒါလေးကမန်လေးကမှားထားရေစက်ကန်လေးကျွန်တော်ဒီနေ့စမ်းပေးမယ်ဒီနေ့အကုန်ပြီးအောင် run ပေးမယ်ပေါ့နော်မနက်ဖြန်လောက်ကျွန်တော် video file တင်ပြီးတော့မနက်ဖြန်လောက်ရအောင်ကျွန်တော်ကားဂိတ်တင်ပေးမယ်ဗျညပိုင်းလောက်ရအောင်လုပ်ပြီးတော့ကျွန်တော်မနက်ဖြန်လောက်ကားဂိတ်တင်ပေးမယ်နော်တပေခွဲပတ်လေ 4.5G အောက်ချက်အထူတကန်ရမယ်စစ်မီအောပတ်လေ2ပေတပေအမြင့်17လက်မှတကန်ရမယ်နော်3ပေတပေတကန်ရမယ်ဒီမှာဟိုဆရာလေးတယောက်မှားထားတယ်လို့ပဲဒါ8လက်မှတပေခွဲတကန်2ကန်လောက်ရမယ်အဲ့လိုကန်နော်တပေခွဲတပေကန်တကန်ရမယ်တပေခွဲပတ်လေတပေတကန်ရမယ်2ပေခွဲတပေခွဲအမြင့်တပေခွဲတကန်ရမယ်ဒါဟိုတနေ့ကျွန်တော်ဆင်းထားတဲ့ကန်လေးတကန်နော်3ပေတပေခွဲရှေ့ချက်နဲ့နောက်ချက်က 4.5 เนาะစတေကာဖြူလေးပဲကတ်ပေးထားမယ်စတေကာလို့ရင်ရောက်ပြီးကျွန်တော်စီမှာစတေကာလိတ်တွေရောက်ထားတာရှိတယ်ဒီနေ့ထပ်ရောက်ဖို့လည်းရှိသေးတယ်เนาะဒီမှာကျွန်တော်ဘတ်တာကန်လေးတွေကရအောင်မယ်ဒါတွေကတော့ 4.5 mili အထူတွေနဲ့ပေါ့เนาะဒီမှာဒီကန်ကြီးလည်းရအောင်မယ်ဒီကန်ကြီးလည်း run နေတယ်ဒီကန်ကိုလည်းကျွန်တော်ရောင်းပေးမယ်နောက်ရက်ကြလို့ရှိရင်ဒီကန်ကိုဒီကလေးမှအချိန်ရတယ်ဆိုလို့ရှိရင်ကျွန်တော်အဲ့လိုပေါ့ဟိုဟာလုပ်ပေးမယ်ရေစစ်ကန်အောင်ငါးဒီအမလားအကုန်လုံးတစ်ဆက်သေးပေါအောင်လုပ်ပေးမယ်လုပ်ပေးပြီးခါကျမှရပြီစိတ်တိုင်းကြအဆင်ပြေပြီဆိုမှကျွန်တော်ရောင်းပေးမယ်အကောင်အကုန်လုံးဈေးနှုန်းချူတာသွားနဲ့ရမယ်ကန်နေပြီပါပဲဒီဥစ္စာတွေအကုန်လုံးနော်ဒီရေစစ်ကန်လေးကကျွန်တော်မန်လေးအရောက်ကို3000ရောင်းပေးထားရဗျနော်မီလီယာ7မီလီဟောပတ်လဲ7မီလီဒါကျွန်တော်အသက်ပဲအသက်ကိုမှဟိုဘယ်လိုပြောမလဲကံမတင်းထားပါဗျာဖုံတက်နေတဲ့ဟာပေါ့ဖုံတက်နေတဲ့ဟာဘေးပေါက်ပါမယ်အောက်မှာ2ပေါက်ပါမယ်เนาะဒီမှာဟိုရေတမောက်တစ်ပေါက်ပါမယ်အောက်ပေါက်တွေပဲပါမယ်เนาะဒီကန်လေးတကန်လည်းရမယ်ဒါကတော့3000နဲ့ရောင်းထွက်သွားပြီဆိုတော့6လက်မတပေကန်နေ9ကန်လောက်ရမယ်ဗျ6လက်မတပေကန်နေဘုံတော့ကျေးဇူးတင်ပါတယ်လို့